အားလုံးပဲမင်္ဂလာပါရှင်။ဆရာမစပယ်ဖြူနူရေးသားထားတဲ့မြောက်ပြားကအလွန်ရာသီဝတ္ထုလေးကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြပြီးသွားမှာပဲဖြစ်ပါတယ်ရှင်။အောက်တိုဘာလ24ရက်2013ခုနှစ်ကိုစိတ်ထဲမှာအစကတင်ထားတာလက်နက်စွချာနဲ့ဘွမ်းစစ်ကိုအရင်ရောက်မယ်လို့ပဲအတွေးကလည်းအဲ့ဒီလိုပြောခဲ့တာကိုအခုတော့မဟုတ်ပြန်ဘူးခခဲကိုအရင်သွားရဖို့ဖြစ်လာတယ်ခခဲပြီးတော့မှပဲလက်နက်စွချာနဲ့ဘွမ်းစစ်ကိုသွားမယ်လို့ပြောင်းလိုက်တယ်လေဘာပဲဖြစ်ဖြစ်ကိုကတော့သူတို့သွားတဲ့နေရာတွေကိုလိုက်ရမယ့်သူမဟုတ်လားမနေ့ဖန်ခခဲကိုသွားရမယ်ဆိုတဲ့ကိစ္စဟာဒီတနေ့အဖို့တော့ကို့အတွက်စိတ်အလှရှားရဆုံးပဲစကန်းတစ်ခုကိုရောက်လိုက်မတွေးလိုက်ဖြစ်ရပေမဲ့နောက်စကန်းတစ်ခုများတွေ့တော့မလားဆိုတဲ့မျှော်လင့်ချက်ရှိသေးတာကိုဘာပဲဖြစ်ဖြစ်ကိုကတော့နောက်ဆုံးအတီစိတ်လျှော့မှာမဟုတ်ဘူးအစားရတနေရာကနေကိုစောင့်နေမှာပဲလို့ယုံကြည်တယ်ခခဲသွားရမယ်ဆိုတော့လေကိုစိတ်ကလင်းတင်ကိုတတိယမိပြန်နေသူ့ကိုပြောပြချင်လာတယ်ဒါနဲ့ပဲသူစီဖုံးဆက်ဖြစ်တယ်ဒီအတော်တွင်သူကသာဖုံးစားစနေကြမှုကိုကစပြီးဖုံးဆက်တာဟာသူ့အတွက်တော့အတော်လေးကိုအံ့အားသင့်ပျော်ရွှင်စရာများဖြစ်လေသလားမသိဘူးမျက်နှာမမြင်ရခင်ဖုံးထဲကအတန်ကြားရကလေးကရွှင်နေတော့တာပဲတကယ်တည်းမပြောလိုက်ချင်ဘူးဒီလူနဲ့တင်းညက်နေအဖို့တော့လင်းတင်သည်အိမ်အထူးဧည့်သည်တော့ပမာပင်လင်းတင်ကိုနှုတ်ဆက်သည်ညက်နေတပတ်ခါဆိုလျင်လင်းတင်ကမြကြီးနားသို့ပြန်မည်မြကြီးနား၌အလုပ်ကိစ္စပြီးပြက်လျင်ရန်ကုန်ပြန်ရမည်သူပြန်သောရက်တွင်တော့ကျမတို့ခခဲစခန်းသို့ရောက်နေလောက်ပြီဒါနှင့်ပင်အတွဲကလင်းတင်အတွဲညစာကျွေးရန်စီစဉ်ပါသည်လင်းတင်သည်သူ့ကိုတကူးတကားစီစဉ်ပေးသည့်အတွက်ဝမ်းမြောက်ဟန်သို့သောအနေခဟန်နှင့်ပင်အိမ်သို့ရောက်လာသည်သူ့ဟန်မှာတော့အခါများစွာတွေ့ရသလိုပင်တည်ကျင်ရှင်သန်မြေတခုပဲပြောစရာရှိသည်မှာကော်လာကတုံးအင်ကြီးအဖြူလက်ရှိတို့ကိုဝစ်စင်လာခြင်းမြင်နေကြပုံစံမဟုတ်သို့တော်လေဒီလိုဝတ်ဆောင်ကသူနှင့်ပို၍လိုက်ဖက်သည်ဟုကျမတီတကူမှတ်ချက်ချမိပါသည်အရင်ကတော့ဘောင်းမီအရှိနှင့်တီရှပ်စသည်ဝစ်စင်လျက်လွတ်လပ်ပေါ်ပါသောဟန်မျိုးနှင့်သာတွေ့ဘူးခဲ့သည်မဟုတ်လားနေကြီးလင်းပြောင်စဲမှာပင်ဧည့်သည်ကရောက်လာပြီညစာကမူအချိန်မတန်သေးသည်မို့အစင်သစ်မဖြစ်သေးကော်ဖီတစ်ခွက်နှင့်ဧကန်းတွင်ဧကန်ရသည်သို့တော်လည်းလင်းတင်ကကျမနှင့်လိုတတ်သောခြံနောက်ဖက်ရှုခင်းကိုကြည့်ပါရစေတဲ့ဘယ်တော့မှများသူ့ကိုပြောဘူးသည်လည်းမမှတ်မိပြီဒါနှင့်ပင်ရှုခင်းကြည့်ရန်ပြင်သောသူ့ဘေး၌ကော်ဖီခွက်ကိုလက်ကကင်ကားလိုက်ပါရပါသည်မိဖို့ကန်တွင်တော့မလူနန်နှင့်အတွေ့တို့အလုံးများနေစေကျမကကူညီရန်ပြင်တော့လဲတကယ်တော့သူတို့ချက်ပြုတ်သောဟင်းလျာမျိုးနှင့်အကျွမ်းတဝင်ရှိသည်လည်းမဟုတ်၍အလုံးပိုယုံမိဖို့ကြောင့်၌လူတအုပ်ပိုယုံသာရှိပါမည်နောက်ဆုံးတော့လေလင်းထင်ကိုအိတ်ကန်ရသောတာဝန်သာယူရတော့သည်စီစာနေကြသည်ခြံနောက်ဘက်ကုန်းဆောင်လေးတစ်လျှောက်မိဖို့ကြောင့်နဘေးဆိုင်ခင်းများ၌လင်းပွင့်ရှက်ဖြားစေပင်ရှာသည်ဥဒုကတော့အေးစိမ့်စာပြူပြီးလေပြီကတရွက်တကများလှုပ်ခတ်အောင်တိုးဝေးလျက်စောင်းညနေကင်းလေးပင်မို့ဒီလေပြေတတုံတိုက်ခတ်သည့်နောက်တော့အေးတဲ့စိတ်ဝင်လာပုံကိုတိတိတာတာပင်ခံစားနေရပါသည်ခုံမတခါလေးယူခဲ့ဖို့မေ့သွားတယ်ကြည့်အောင်မလိုဘူးຫນွေရဲ့မြက်ခင်းတွေတတုံးတွေရှိတာပဲဟာကျမအားတောင်အာနာဖြစ်ရစေမှာပင်သူသည်ထင်းခွေလာစားဖြစ်၍မချောက်တွေ့သေးသောတစ်ကိုင်းပုံပေါ်ထိုင်ချလိုက်ပါသည်ကော်ဖီကွက်ကိုတော့တငုံများတောက်ကားပေးသူချလိုက်၏လင်းထီဟန်ကတော့ကိုရင်ကိုရ၌အေးလူလူအနာယူနေသလိုသူနှင့်မလန်မကန်၌ကျမဝင်တိုင်လိုက်ရပါသည်သူ့ကိုငယ်ကြည့်တော့ရှုခင်းကိုပင်ငေးလျက်ဘာတွေးသည်မှမသိတွေးလျက်စူးစူးနှင်းနှင်းဗီတစောင်းမြင်နေရသောသူမျက်နှာကိုတက္ကနာတွင်ဘာကြောင့်ရဲ့မသိငေမောလိုစိတ်ဝင်၏ငေးလဲငေးမိ၏ဆင်းဖြောင်းသောနာရန်ပြီးရည်တည်တတ်သောနှုတ်ခမ်းလွှာနေရွယ်ကြပုံကပင်ပြပြမြဝင်းညိုတို့ကတော့ရှုခင်းတိုင်းငေးဆိုင်လျက်လင်းထီဤသပင်သည်မဆိုစလောက်ရှည်လျားနေပြီသိ
သို့သောကြည်ရဆိုသည်ဟူလည်းမဆိုသာနစ်ကိုကပုံပန်းကြနာစွာညှက်ထားသည့်သပင်ပုံစံ၌နောက်တစ်ချိန်ပုံသွင်းရဲ့ကြော်လာလွန်ပုံမျိုး။အိုးကျမငင်းနေစေမှာပဲသူမျက်နာကဖြတ်ကနေလေလာ၏မျက်လုံးချင်းစက္ကန့်ပိုင်းများဆုံ၏အညိုရောင်မြုံဝန်းများကလက်ပါလေကျမမျက်တောင်တစ်ချက်နှစ်ချက်ခတ်၍အကြည့်လွန်ရန်ကြိုးစားပုံမှာတိတ်များတိတာလွန်ရာကြနေမလားသူပြုံးလိုက်သည်ထင်၏ငါနဲ့ဘာကြောင့်များယောက်ျားတစ်ယောက်ကိုဒီလိုစူးစူးဆိုင်ဆိုင်ငေးမောပြီးပါလေခခဲကိုမနှက်ဖန်သွားမှာမဟုတ်လားဟုမထူကြလျင်သူစကားစသည်ကိုပင်ကျေးဇူးတင်ရပါသည်မနှက်ဖန်ဟုတ်ပကျမတော့ကြာရင်နှလုံးရောဂါရတော့မလားတောင်မသိတော့ပါဘူးလင်းထင်ရဲ့တနေရာကိုရောက်လိုက်တွေးတော့မလို့ထင်လိုက်လွဲလိုက်နေဆိုတော့ဒီတခါမတွေ့ရရင်ဘယ်လိုလုပ်ရပါမလဲလို့စိတ်ပူနေရောကျွန်တော်ပြောဖို့သားပဲနှွေစိတ်တက်ကြလို့မဖြစ်ဘူးလို့နှွေကိုအားကိုးနေတဲ့ဖေးရှိတယ်ညီမလေးရဲ့အမေရှိတယ်နောက်နှွေညီမလေးကလည်းနှွေကိုတကယ်တွေ့ရရင်ဘလောက်အားရှိသွားမလဲအော်သူပဲပြောတတ်ပါပဲရဲ့သူမပြောရင်လည်းကိုပါသာသိနာလဲမည်စကလုံးများသို့တော့သူနှုတ်ကထွက်ပြန်တော့စိတ်နှလုံး၌တစုံတရာသောခွန်အားနှင့်ပြေဝရသည်တို့ရှိလာပါသည်အခုတလောဘာကြောင့်များဒီလိုထူးထူးဆန်းဆန်းအတွေ့တို့ကောင်းတဲ့ရောက်တက်လာပါလဲစိတ်အားယုံနိုင်မှုရွှေစင်ဤပြုံးစားစားမျက်နှာကိုရံဖန်ရံခါမြင်အောင်တက်ပြန်သည်သူကတော့ဇက်စရာပေါ့ကျမမှာတော့တစ်သလုံးကထိန်ချုပ်တက်ခဲ့သမျှအခုမှပဲဂျွန်တိုမောက်ကုန်ဖြစ်ရတော့မလို့မျက်နှာ၌ပင်ကိုက88ဆန်နိုင်မြဲအလွာတစ်ထက်ဖုံထားတ၍သာစိတ်သက်သာရာရပါပေသည်ကျမလည်းစိတ်သက်ကြတယ်တော့မဟုတ်ပါဘူးဒါပေမဲ့အခုပဲတွေးလိုက်ချင်ပြီဒါမှမဟုတ်မနှက်ဖန်မဲ့တွေးလိုက်ရင်ကောင်းမှာလို့ခဏခဏတွေးမိတာမျိုးပေါ့ဒီလိုမဟုတ်ဘဲနောက်တနေရာမှာထပ်ရှာရအောင်မယ်ဆိုရင်လေကျမရှာမှာပါပဲလင်းတင်ဖြက်ကနေပြုံးသည်ကိုတစ်ချက်မြောက်ဝေးအကြည့်၌မြင်ရ၏ဖြစ်နိုင်ရင်တော့နှွေနဲ့အတူကူရှာပေးချင်တာမရှာနိုင်ရင်တောင်နှွေဒီနေ့တော့ဘယ်ရောက်တယ်ဘယ်လိုရှာခဲ့တယ်ဘာတွေတွေ့ခဲ့တယ်အဲ့ဒီလိုပြောပြတိုင်ပင်တာတွေကိုနားထောင်ချင်တာအကြံပေးချင်တာပဲကျွန်တော်ပြန်ရောက်မဲ့ရဲ့ရောက်တဲ့အထိနှွေကိစ္စကနည်းနည်းတောင်မထူးသေးဘူးဆိုတော့သွားရမှာတမျိုးပဲဗျနှွေတယောက်တည်းမတန်နိုင်တာတွေလို့တော့ပြောတာမဟုတ်ဘူးနော်ကျွန်တော်သဘောကိုပြောပြတာဒီတစ်ချိန်တော့ကျမနှစ်လို့စွာရေမောမိပါသည်တနေ့တုန်းကပြောခဲ့ဘူးသောမာနဆွတိလေးတန်းကိုမေပုံမရသည်စိတ်မတင်လျင်မတင်သလိုပြောထွက်လာသောနှုတ်ကလောလောဆယ်တော့စိတ်လက်ကြည်သွားရေးဝင်လာအငင်းစကားတခွန်ပင်မဟာဖြင့်ပြုံးရည်ချင်းကသူစကားကိုနှစ်သက်ပါကြောင်းပြရာရောက်လိမ့်မလားသို့တော်ရှိပါစေတော့ကုံဆောင်လေးတစ်လျှောက်နေရာယူလျက်စိမ်မြနေသည့်ရှားမို့ပင်နနက်ပင်တို့ပေါ်တွင်နေအောင်ကြီးကတစွန်းတစားလွှမ်းလျက်မကြခင်နေလုံးကအနောက်ဘက်တောင်တန်းတောင်ကျောများအကြားသို့တိုးဝင်ပြောက်ွယ်တော်မူခြံစည်းရိုးကိုကြော်၍ကြည့်သောကြံကင်းစိမ့်စိမ့်ဆူဆူဤအလားကိုမယိုးနိုင်သောအလားတရားလိုမြင်ရ၏အဝေးစီတွင်တောင်တန်းတို့သည်အယောင်ရည်အားမှတဖြည်းဖြည်းဖြောလျက်မကုန်းစဝိုင်းအဆက်တွင်တော့တောင်တန်းသည်အပြာရောင်ရေးရေးသာကျန်၏လိမ္မော်ရောင်ငွေရောင်ရွှေအိုရောင်ခရမ်းရောင်စားသည့်ဖြင့်ရောဆွဲအပ်သောတိမ်တိုက်တို့ကတော့ကောင်းကင်၌အလားသွေးကျွဲစေအလားပြိုင်စေတောင်တန်းတိမ်တိုက်ဆောင်းညနေခင်းလင်းတင်သည့်ထူအလားမြင်ကွင်းကိုငေးလျက်ပြင်းလွင်သားမို့ဒီလိုမြင်ကွင်းမျိုးသည်သူ့အတွက်အစမ်းတကျယ်ဟုတော့ဆိုနိုင်မည်မဟုတ်သို့သောရန်ကုန်တွင်အနေကြသည့်နောက်တော့ပြည်내ဒေသများ၏တဘာဝရင်းမြစ်အလားကိုတကြောပြန်မြင်ရပြီဆိုရင်အရာရာငေးမောဝေတဘာဝအလားကိုချစ်တတ်သူဆိုရင်ပေါ့ကချင်ပြည်နယ်၌မွေးဖွားကြီးပြင်းသောကျမတို့အတွက်တော့ဒီရေမြေတောတောင်သည်ဘယ်နှကြော့ပင်တပံမြင်ရသည်ဖြစ်စေဆွဲဆောင်အားကောင်းစေတောင်တန်းပြတို့၌မြူနေအစားရန်ကိုဝီလာရခြင်းကိုကမေးဖြောက်ထားသည့်ကြားကအလားမြင်ကွင်းငေးရင်ကပင်တတိတရားရှိတတ်ပေသည်ကျမလည်းတစ်သက်လုံးတယောက်တည်းကိုချီကိုလည်းလှုပ်လာတာပဲဒါပေမဲ့ဒီလိုအချိန်မျိုးကြတော့လေရွှေစင်တို့လိုတငယ်ချင်းတွေရှိတာအဲ့ဒီလိုမိတ်ဆွေမျိုးရတာလင်းတင်လိုမိတ်ဆွေနဲ့တွေ့ရတာဘာပဲပြောပြောအားရှိစေသလားလို့လင်းတင်ကပြုံးလျက်နာဆိုင်တောင်းနေပါသည်တခါကျမရဲ့ဗီဇာအရစကားပြောတာအဆင်မပြေရှိရင်ရှိမှာပေါ့ဒါပေမဲ့အားလုံးပေါ်မှာကျေးဇူးတင်တဲ့စိတ်ကတော့အမြဲရှိပါတယ်လင်းတင်ဆိုလဲကျမအတွက်အမြဲစိတ်ပူပေးနေတာသိသားပဲ
အေးဗျာအခုလိုတိမတ်ပြတော့လေကျွန်တော်ကတောင်ကျေးဇူးပြန်တင်ရမလို့ပဲစကားကောင်းပြောရင်းကတမျိုးဖောက်လာပြန်ပြီလွတ်ကနေပင်မျက်စောင်းခဲမိတော့မလို့ကျမစိတ်ကစနောင်စနင်းဖြစ်ရစေလင်းတင်ကစကားစားလိုက်ပြန်ပါသည်ခခဲရောတရုတ်ပြည်လန်းကပဲပတ်သွားမှာလားဟုတ်ပမြန်မာဘက်ကမ်းမှာရှိတာဒါပေမဲ့တရုတ်ကနေပတ်ဝင်ရမယ်မြစ်တစ်ခုကိုဖြတ်ရမယ်တဲ့မြစ်နာမည်ကလုံချွန်ဆိုလားတရုတ်နာမည်ပဲခခဲကအဲ့ဒီမြစ်ကမ်းမှာရှိတာမင်းညာကတော့အတွဲပြသောတပ်ပုံတွေကစကန်လေးကိုမြင်ခဲ့ပြီးပြီစကန်သည်ကျမရောက်ခဲ့သည့်အိမ်ခေါင်းပါလိုပင်တောင်ကျောများကိုနောက်ခံထားသည့်မြင်ကွင်းနှင့်သို့သောမြေကရှည်၌စီနေသည်မို့မြင်ကွင်းကတစ်မျိုးတစ်ပါးသာမိုးပြပြကတော့ဒုက္ခသည်စကန်တို့၏မပြောင်းလဲသောအမတ်သားပေပင်ຫນွေတို့ငယ်တို့ကတော့ဒါမျိုးစစ်ပြေးဒုက္ခသည်တွေမရှိဘူးဆိုမရှိဘူးလေအဖေတို့ပြောပြတဲ့ပေါ်တာဇလန်းတွေနားထောင်ဘူးရုံလောက်ပဲကျမမကြတော့ပုံချင်းတွေပါတွေတဲကိုဝင်ပုံရတဲ့တွေ့ကြုံရှိတယ်ကျမတို့ကတော့တိတ်ငယ်သေးတော့မမှတ်မိဘူးအမေသူကစီကပတ်ကုန်းပြောပြတတ်တော့ကိုပါအဲ့ဒီအချိန်ကိုပြန်ရောက်ရတယ်လို့ပဲသူတို့เจ้าမှာတခါเจ้าပိတ်ရဲ့ကြီးပေါ်တာတွေလာထားရောတဲ့သူတို့လည်းသွားကြည့်ကြတဲ့အောက်မှာတော့စစ်သားအဆောင်ရှိတာပေါ့လေသူတို့ကเจ้าချန်စီယိုနာကနေသွားကြည့်တာပေါ်တာတွေကလည်းပြတင်းပေါက်လေးကနေခေါင်းလေးတွေပြူးပြီးကြည့်လို့တဲ့သူ့မှာစစ်ပြီးသွားလဲအဲ့ဒီကြောင်ကန်လေးတွေမြင်အဲ့ဒီတုန်းကအချိန်တွေကိုတတိယနေတာတဲ့တခါဆိုပေါ်တာပြေးလာတဲ့လူကိုအမားတို့ជីတို့ကဝှက်ထားပေးဖို့တဲ့လင်းတင်အတွက်တော့ဒီစကားကအစမ်းဖြစ်လိမ့်မလားစိတ်ဝင်စားဟန်နဲ့နားဆိုင်ထောင်နေသည်ကိုမြင်ရ၏ကျမမှာတော့ပြောရင်းနဲ့စိတ်ကအတိတ်တို့ပင်လွင်မျောခြင်းသည်ပေါ်တာရီပဲအချိန်ခေါ်တာလေဟုတခါတုန်းကအဖေကိုမေးဘူးသည်ကိုလည်းတတိယလာသည်စစ်စင်ရေးရှိတဲ့အချိန်ပေါ်တဲ့ထိုစဉ်ကကိုအိမ်သူအိမ်ကအလှည့်ကျပေါ်တာလိုက်ရသည်ဖြစ်ကာငွေကြေးတက်နိုင်သူများကလူငှားကြသည်ဆို၏များသောအားဖြင့်တော့ငွေကြေးမတက်နိုင်သည့်အလှည့်ကျသူငှားရမ်းခံရ၍လိုက်ကြသည်ငွေကြေးနန်းပါသူငွေကြေးမဖြစ်မနေလိုအပ်သူတို့ကသာစစ်မြေပြင်သို့ရောက်ခဲ့ကြပေမည်စစ်ပြေးဒုက္ခသည်ဆိုတာ94မတိုင်ခင်စစ်တုံးကမရှိဘူးအဲ့ဒါတော့သိကြတယ်အခုတော့ရွာဘက်တွေမှာပါစစ်နေလာလို့ပြေးရတာလို့အတွဲပြောပြတယ်ဒုက္ခသည်တွေရွာပြန်နိုင်မို့ဆိုရင်စစ်တပ်တွေလုံးဝဆုတ်သွားမှာပဲထိုးစစ်မစင်တော့မှပဲဖြစ်မယ်တဲ့ပြန်နိုင်ပြီဆိုရင်တောင်ချက်ချင်းကြီးတော့ရွာမှာနေလို့ဖြစ်မယ်မထင်ဘူးနှွေရဲ့ကျွန်တော်တွေးခဲ့တဲ့ရွာတွေဆိုရင်တော်တော်ပြက်နေပြီပဲအိမ်တွေကအိုးတဲ့အားအိုးပြိုတဲ့ဟာပြိုနေတာခက်များပဲလားလို့အဲ့ဒီအိမ်တွေကိုပြန်ဆောက်ပေးရအောင်ပါပဲအသက်မွေးဝမ်းကြောင်းလို့အခြားအကူအညီတွေလည်းအများကြီးလိုအောင်ပါပဲအခုလောလောဆယ်ရှိနေတဲ့သူတွေကိုမပြောနဲ့အောင်အခုတော့မန်စီဘက်မှာဒုက္ခသည်တွေထပ်တိုးလာပြီပဲဟာကျမဖြင့်အဝေးမှနေတော့ကဘာဆိုဘာမှမသိဘူးကြာနေသတင်းစာလည်းမဖက်ဖြစ်တဲ့လောက်ပဲ Facebook မှာတက်လာရင်သိတယ်ဒီလောက်ပဲအခုဒီကိုရောက်လာတော့မြင်ရကြရတာတွေကတစ်စက်ကလေးမှစိတ်မချမ်းသာဘူးပဲကိုအပူတောင်တစ်ခါမိတယ်ဘေဘီကိုကြည့်တော့လေအော်သူတို့တွေဒုက္ခကကိုယ့်ထက်ပူပါလားလို့တွေးတတ်လာရောလင်းတင်မျက်နှာထ၌စာနာသောအပြုံးရင်ကိုမြင်ရပါသည်ပြောလို့ရကိုပြောမိပြီးနောက်ကျမကိုဘာသာမောရသည်စိတ်မောသည်ပင်သက်ဆိုင်မိပြန်သည်လက်ဆက်မွေများသောလေကိုရှူရှိုက်သည်ဒါလေးအတွေ့၌စစ်ကပင်တကားခေါင်နေပြန်သည်စစ်သည်လင်းတင်လိုကျမလိုစစ်နှင့်အဝေးကလူအများအားဆက်ဝန်တဲ့သို့အရောက်ခေါ်ခဲ့သည်ကိုမတွေ့ဘဲမနေနိုင်တစ်ချိန်ကတော့အဖေတို့ခင်၌စစ်ဖြစ်သည်ဆိုလဲကိုပြည်နယ်ကိုအပူနှင့်ကိုလိုကျမတို့ခက်စီရောက်လာတော့တပြည်လုံးမနေသာအရက်ကိုပါလူဝိုင်းပါဒုက္ခသည်များတစားစားတိုးလာတော့တပြည်လုံးပင်မကနိုင်ငံတကာကပါဝင်ကူရသေးရဲ့စစ်ကိုမုံသူသည်လူကြီးတရားတွင်90ပင်ရှိလိမ့်မလားသို့တော့စစ်မီကမူတမွေ့ငွေလောင်ရဲပေသည်နှစ်ဖက်သောအရန်၌စစ်မီကိုရေချမ်းဖြင့်လောင်ရန်အပြေပေါ်လာနေမည်မြကောင်းမြင်သည်ဒီလိုဆိုကျမလည်းအဆိုင်ကိုသူ့အခြေချရာရရွာ၌စိတ်အေးလက်အေးထားခဲ့နိုင်မည်ပင်ယခုတော့ရာသည်ဇလန်တပိုးလိုအကွက်ချ၍ရာစကောင်းသည်မဟုတ်ပေအတွေးစားကိုဖြတ်ခါဖဝင်းချင်းစီအကြည့်ဝေတော့ညနေခင်းနောက်ဆုံးသောအလှတရားကိုမြင်နေရပြီပို၍ရင်အိုသောစီစာရောင်ကြီးသည်ဖဝင်းချင်းတစ်ခုလုံးကိုပြန်ကျဲနှုတ်ဆက်လျက်
နေလုံးကတော့တောင်ကျောတို့၏အကြား၌မေးတင်နေပြီလေကလည်းပို၍အေးလာပြီးနေဝင်အလှကိုမြင်ခွင့်ရပြီးပြီဆိုရင်တော့ဒီနေရာကခွာကြရန်သူ့ကိုလော်ဆော်ရပေမည်နွယ်ဒီလိုတွေးတော့လေတမျိုးဖြေတာပဲပေါ့နို့မို့ဆိုစိတ်စောကပ်နေရင်တမနစ်လေးတောင်စိတ်ချမ်းသာမှာမဟုတ်ဘူးအမြဲပူလောင်နေရမှာသူကျမအောင်ငင်နေသည်ကိုမျက်လုံးတောင်းမှပင်မြင်နေရ၏အမြန်တွေးကျင်စိတ်တော့ရှိတာပေါ့လင်းတင်ရဲ့ကျမပြောတာကငါမှဒုက္ခတွေများလိုက်တာလို့ရှောက်တွေးမနေတာကိုပြောတာနွယ်မပြောနဲ့ကျွန်တော်လဲတွေးချင်ဟိုတွေးစေချင်တာပဲဒါမှနွယ်ဒီနေရာကနေမြင်မြန်ပြန်ရမှာကျမသူ့ကိုစက္ကနဲ့လေ့ကြည့်လိုက်ပါသည်ဒီစကားမျိုးသူတခါကပြောဘူးသလိုလိုအမှန်တော့သူပြောသလားရွှေစင်ပြောခဲ့သလားပဲမမှန်မီဘာဖြစ်လို့လဲဟူတော့စကားထောက်လိုက်မိပါသည်အခုတော့မိုင်းဂျာရန်ကအေးအေးဆေးဆေးမို့ပေါ်ຫນွေရဲ့ဇန်နဝါရီလတုန်းကဒီဘက်တစ်ဝိုက်မှာစိန်လုံတောင်ဘက်ကနေလက်နေကြီးတွေနဲ့ပစ်တာဆိုလားကျွန်တော်မိတ်ဆွေတယောက်မနေ့ကတောင်စကားဆက်မိလို့ပြောပြနေသေးတယ်ပြီးတော့မန်စီမာကအခုထိမအေးသေးဘူးဆိုတော့လေဒီဘက်ကိုများရောက်လာခဲ့ရင်လို့စိတ်ပူတာပဲအခုကိုဒုက္ခတွေထပ်တိုးလာတယ်တဲ့မိုင်းဂျာရန်ဘက်တောင်ထပ်ပြင်ပြေးလာကြအောင်ပါမန်စီအကြောင်းကြားရတာလဲစိတ်မကောင်းလိုက်တာအဖေကလည်းတနေ့ကပဲအဲ့ဒါပဲပြောနေတယ်ကျွန်တော်သတင်းတွေဖတ်ရတဲ့လောက်တော့တိုက်ပွဲတွေကဒီစက်တင်ဘာလကပြန်စတာပဲကချင်တောင်ပိုင်းရှမ်းမြောက်ပိုင်းပါတယ်မန်စီကတော့အခုထိပေါ့လေနမ်လင်ပါရဲ့မုံတင်ပါရဲ့ဆိုတဲ့အဲ့ဒီဘက်တွေရောຫນွေတော့တိမလားမသိဘူးနှွေးညီမလေးကမန်စီမျိုးနယ်မှာပဲနေတာဆိုအဆိုင်နေတိုင်ခဲ့သောရွာကလေးနာမည်ကတော့နမ်ဖန်ယာဟုဆိုပါသည်ဒီနေရာတွင်ရှိလေသည်လဲကျမတိကျမသိပါပေမန်စီမျိုးနယ်ကိုလည်းမန္တလေးသို့ခီးသွားစဉ်ဖြတ်ဖူးရုံမှအပတေတောင်တေချာရောက်ခဲ့ဘူးသည်မဟုတ်မန်ဝင်းကြီးမန်ဝင်းလီဟန်တက်ဆိုသောကြေးရွာအမည်များကိုတော့ရင်ရင်နီနီရှိပေသည်စင်စစ်မန်စီသည်ကျမတို့မြို့နယ်နှင့်တခရိုင်ထဲတွင်ရှိနေသည်မြို့နယ်ချင်းကလည်းဆက်ဆက်နေပါသည်မန်စီမြို့နယ်တွင်ဖြစ်သည့်တိုက်ပွဲများ၏သတင်းအစနာကိုကြားလျင်မုံမောင်မြို့နယ်နေသူများဗမော်မြို့နယ်နေသူများလည်းရင်တမမဖြစ်ရသည်ပင်ကိုကအိမ်တိုင်းပင်အေးအေးဆေးဆေးနေရပါစေအောင်တမြေတဲနေသူများစစ်ပြေးနေရပြီဆိုရင်တော့အပေမှာစိတ်လက်ချမ်းသာရှိပါမည်နီကျမကတေချာမရောက်ဘူးလေအဆိုင်နေတဲ့နေရာကိုတော့သူ့အနူးပဲတခါရောက်ဖူးတယ်ဆိုလားအဖေအပြင်စိတ်ကခက်ထက်တဲ့ရဲ့သူသမီးအငယ်ကိုစိတ်လုံးပြီးတခါမှလိုက်မသွားဘူးတဲ့ကျမကတော့ဝေးရော့ညီမလေးကိုနှွဲ့ဖေကဘာလို့စိတ်ဆိုးတာလဲအဆိုင်က10တန်းအောင်မဖြေပဲယောက်ျားယူလို့တဲ့အဖေကအဲ့ဒါမျိုးဆိုနည်းနည်းမှတီးခံတာမဟုတ်ဘူးကျမတောင်10တန်းဖြစ်ပြီးမှရီးစားထားတာကိုကဘာပြတ်မတက်ပဲကျောင်းတော့တယောက်တော့မဟုတ်ပါဘူးနော်သူကဇာတိမှမတူပဲဟင်းအင်းဟုဖြစ်ပြီးမှသူကိုတစ်ချိန်ငယ်ကြည့်မိပါသည်သူ့မျက်နှာရိပ်ကပြုံးဆဆဘယ်နဲ့စစ်အကြောင်းကနေအချစ်အကြောင်းရောက်ရပြီလေမတက်နိုင်ပြောမိပြောရပြောတတ်ပြီမို့မသိလိုက်မသိပါသားပင်ခက်စိတ်စိတ်နေရပါသည်အဲ့ဒီတယောက်နဲ့တွဲနေတော့ကကျွန်တော်ဖြင့်ຫນွေပါလို့သူ့ကိုချစ်ရတာပါလေလို့စဉ်းစားလို့မရဘူးကျမနှုတ်ကံပေါ်၌မဲပြုံးများခိုတွယ်နေတော့မလားအတိတ်တစ်ချိန်ကတော့ပြင်ခွင့်ရှိရင်ကိုယ်တိုင်လည်းပြင်လိုက်ချင်ပါရဲ့မလားပါလီသောအတိတ်ဇာတ်ကြောင်း၌ကျမသည်နေရုပ်များစွာတဲ့ကနေရုပ်တရုပ်များဖြစ်သည်ကိုယ်တိုင်ပင်မသိခဲ့တီးချိန်ကြတော့လေအချစ်ကတစ်တပင်နဲ့ရင်တန်မိဖြစ်ရာလက်တွဲဖြုတ်ရန်မဝင်ရဲပြန်လက်တွဲထားပြန်တော့လေတန်ရာကတောင်ပေါင်းဆုံးကရောက်လာမည်နောက်ဆုံးတော့လေနှလုံးကသွေးစည်းရှင်ရှင်ပန်းထွက်တော်မလို့နာကျင်ရသည့်ကြားကဇလန်းကိုတက်ခမ်းရန်လိုက်ရပါသည်မခံစားနိုင်ပြီမခံစားနိုင်တော့ပြီနာကျင်လဲအပိသက်သာနာကျင်လိုက်တော့မည်ဇက်မျိုးကိုစိတ်၍မကလို့ဒီတို့ပင်ကျမဆုံးဖြတ်ခဲ့ရသည်အသေးကွဲချိန်တုန်းကတော့ဟမ်မတ်ဆောင်နိုင်လောက်အောင်နွမ်းလျာပြိုလဲခဲ့ရသည်အခုနေပြန်စင်စားတော့ပြုံးရည်စရာဖြစ်ရပြန်သည်လင်းထင်ပြောသလိုပင်ငါဘာလို့များချစ်မိပါလဲဟုတွေးရသည်တန်းရသည့်အနာကျက်ခဲ့ပြီအခုလိုအစာပေါ်သူရှိလျင်ပင်ခက်မဲ့မဲ့ပြုံးတတ်သည်မှအပမနာကျင်တတ်ပြီ sorry နွယ်ကျွန်တော်အိုးမလိုပါဘူးကျမဖြင့်မေ့တောင်နေပြီပဲဟာအချစ်သည်တစ်ချိန်တရွက်ကြွေပြီးုံနဲ့နောက်တစ်ချိန်မဝေတတ်တော့သောတစ်ပင်သာဟုတစ်ချိန်ကယူယူမိုက်မိုက်တွေးခဲ့ဘူးသည်ကိုတော့မပြောပြလိုပြီကို့အတွေ့ကိုပင်ရဲခြင်းစိတ်ဝင်တတ်သေးသည်မဟုတ်လားနှွဲ့ကိုကျွန်တော်တခုမေးစရာရှိတယ်မေးပါဟုကျမဆိုမိသည်
လေသံတွင်စိတ်လှုပ်ရှားမှုမလျော့ဆွဲစေရန်ထိန်ရသည်ပြည်ပြင်းသည်ဟုထင်၏မျက်လုံးအိမ်တွင်တော့လင်းလက်သည့်ရောင်စဉ်တစ်မျိုးပြကြနေလေမလားဟင်းကျမမျက်တောင်တစ်ချက်နှစ်ချက်မျှခတ်လိုက်ပါသည်စိတ်နှလုံးတုန်ရင်လှုပ်ရှားစွာသူတစ်ချက်ပြုံးလိုက်သည်ကိုမြင်၏ထိုအပြုံးကိုစက္ကန့်ပိုင်းများငေးနေပြီးနောက်အကြည့်လွှဲလိုက်မိပါသည်နှွဲထက်တော့ရန်ကုန်ကိုကျွန်တော်အရင်ရောက်နေမှာပေါ့လေကျွန်တော်ဒီကိုဖုန်းနဲ့အဆက်အသွယ်မကြလုပ်ပါမယ်နေကောင်းလားအဆင်ပြေလားဘာညာပေါ့နောက်ပြီးကျွန်တော်သူစကားကိုရက်ကားပြုံးရသည်ရှင်းရပြန်သည်ထင်၏ရှက်စိတ်ကတော့သူကိုသာမဟုတ်ကျမကိုပါရစ်လွှမ်းမြင်နှွေရန်ကုန်ပြန်ရောက်လာရင်ကျွန်တော်လာတွေ့လို့ရမလားနှွေမှာအချိန်ပေးတွေ့ကြလို့မရှိဘူးဆိုရင်ကျွန်တော်မကြလာတွေ့ချင်တယ်တင်ငင်လာကြည့်ရဲ့ဟုကိုပါသာအချိန်ချင်းသိကြခဲ့သောနှလုံးကပြင်းပြစွာခုံလုံးစားပြူပြီးမယိုးသားသောအရေးအနေငယ်လွှမ်းယုံမှအပထူကြလာသည့်စကားမျိုးလည်းမဟုတ်သို့သောစိတ်နှလုံးကနှွေတွေ့ရပြီပါးပြင်ကပူနွေးရပြီအပြုံးကလည်းတစုံတစမယွမရဲကိုတွေ့ရပြီဟန်ဆောင်ရန်မေမေလျောစက္ကန့်ပိုင်းများငြိမ်နေပြီးမှကျမရုပ်ချင်းအတိဝင်လာပါသည်ရပါတယ်ဖုန်းတော့ကြိုဆက်ပေါ့ကျမဖုန်းနံပါတ်ကောရှိရလားရွှေစင်းစီကတောင်းထားပြီးသားဟုတ်တော့ကျမထိမထားနိုင်တော့ပဲရေမောမိပါတော့သည်မိဖို့ပဲစီကခေါ်တန်ကြတော့ကျမတို့သည်နေဝင်အလှရှုခင်းကိုနှုတ်ဆက်ရန်ပြင်ရသည်နေသည်မိုင်းကြရန်၏အနောက်ဘက်တောင်ကျောများသို့တိုးဝင်ခဲ့ပြီတိန်တို့ကမှအသွေးရောင်ဆုံးတောက်ကြွားနေစေဝင်းကျင်၌အလင်းတက်မိုင်းမုံပြီးစောင်းလီကလည်းတီတီတာတာလွှမ်းခြုံပြီးနှုတ်ဆက်ညာစားသည်ကချင်ရိုးရာဟင်းလျားများပြင်းပြေဆုံးလာ၏ပူပူနွေးနွေးအရသာပြေဆုံလင်းထင်သည်အတွေ့မလူနန်တို့ကိုခြေစူးစကားဆိုလျက်နှစ်သက်မမောစွာစားတောက်သည်ကိုစိတ်ချမ်းသာစပွဲမြင်ရပါသည်ကျမမှာတော့ဒီတညက်နေထမင်းစားတောက်ရသည်မှာလေချောင်းတိုင်းတစုံတရာပိတ်ဆို့နေသလိုမီးရောင်ဖြာချနေသည့်မိဘကံမြင်ကွင်းသည်ပင်တစုံတရာသောအငွေသက်ဖြင့်မှိုင်မုံနေသည်ထင်၏လူကမရွှင်လန်းနိုင်သူတို့ပြောသမျှနားထောင်ပြုံးရနေရသည်မှလည်းပင်ပန်းလာသည်လင်းထင်မျက်နှာရိပ်ကိုပင်ဘာကြောင့်မှဝေခွဲမရသောစိတ်နှင့်မတိမတာငေးနေမိသည်ဒီတမျက်နာကိုနောက်ရများ၌ကျမမြင်တွေ့ရအောင်မည်မဟုတ်ကျမတို့ဘယ်ချိန်ဘယ်ကာလ၌ပြန်ဆုံနိုင်သလဲမသိကြအနာဂတ်သည်မရေရာကျမ၏ပြန်လည်သည်မည်သို့သောနေရ၌မည်သို့မည်ပုံရှိမည်လဲဆိုသည်ကိုပင်ကိုယ်တိုင်မမှန်ဆ၍ဝေးကြရအောင်မည်ဟုအတွေ့ရောက်စဉ်ကျမဖြုံကနေဝမ်းနေလာပါသည်အလွမ်းသည်စိတ်နှလုံးကိုတကားခောက်ခဲ့ပါပြီလားမျက်ရည်ရည်ဝဲခြင်းလာသည်ကိုအံ့ဩရသည်လင်းတင်နှင့်အကြည့်ဆုံးပြန်တော့သူမျက်ဝန်း၌အလွမ်းကိုမြင်ရသည်ထင်၏သူသည်လည်းကျမ၏မျက်ဝန်းတို့၌အလွမ်းရိပ်ကိုမြင်ကောင်းမြင်ရပေမည်ဟုတ်ကဲ့ပါရှင်ဆရာမစပယ်ဖြူနှူရေးသားထားတယ်မြောက်ပြားကလွမ်းရသည့်ဝတ္ထုရှည်လေးကိုအပိုင်း24အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နားဆင်ပေးခဲ့ကြသူဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နော်တော်လည်းမိတ်ဆွေများအားလုံးလည်းဘေးကင်းလို့ကြံပါကြပါစေရှင်